Trump ကိုပေါက်ကွဲသွားစေတဲ့တပ်ထုနဲ့မြေရှာတပ်ထုထိန်းချုပ်မှုတဲ့ဘလို့အလုံးလုံးတလေးဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။တရုတ်နိုင်ငံမြေရှာတပ်ထုပို့ကိုကန့်သတ်ချက်တွေကိုတင်းကျပ်လိုက်ပြီးဇင်းထဲမှာဓာတ်ငါးမျိုးကိုထပ်မံထည့်သွင်းခဲ့တာကြောင့်စုစုပေါင်း12မျိုးထိကိုရှိလာခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖျင်တို့ရဲ့ဆွေးနွေးပွဲတွေမတိုင်ခင်မှာခုလိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာမြေရှာတပ်တွေနဲ့တပ်ထုတန်လိုက်တွေရဲ့90%ကိုထုတ်လုပ်နေတဲ့တရုတ်နိုင်ငံဟာကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုတွေကိုထိန်းချုပ်ဖို့အတွက်ပို့ကုန်ကန့်သတ်မှုတွေကိုချိန်ကြောင်မြင့်စွာကအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။မြေရှာတပ်ထု18မျိုးကလျှက်စစ်ကားတွေကနေလေယာဉ်အင်ဂျင်တွေနဲ့စစ်ဘက်ရေဒါတွေထိကိုကွန်ပျူတာတွေအတွက်အရေးပါပါတယ်။စီးမြင့်တစ်တွေကပါရင်လေတရုတ်နိုင်ငံရဲ့နောက်ဆုံးလှုပ်ဆောင်ချက်တွေကကန့်သတ်ထားတဲ့စီးရင်တွေကိုဓာတ်တွေထပ်ထည့်ရုံသာမကမြေရှာတပ်ထုဒူးဖွန်ရင်းနဲ့တန့်စင်ရေးတွေမှာအသုံးပြုတဲ့ပစ္စည်းကိရိယာတွေနဲ့ပစ္စည်းဒါဇင်ပေါင်းများစွာကိုလည်းကန့်သတ်ထားလိုက်ပါတယ်။ပို့ကုန်တင်ပို့သူတွေအနေနဲ့လိုင်စင်လျှောက်ထားမှာဖြစ်ပြီးတော့တရုတ်နိုင်ငံကကာကွယ်ရေးနဲ့အစင်းမြင့် CB ကွန်ဒက်တာတွေနဲ့ရန်ရည်တို့ AI တို့ရဲ့ဆက်ဆက်တဲ့ရှောက်လာတွေကိုပေးချသွားမယ်လို့အရေးမွက်တွေပြသခဲ့ပါတယ်။နိုင်ငံသားထုတ်လုပ်သူတွေပေါ်တက်ရောက်မှုပထမအဆုံးချိန်ဖြစ်တဲ့တရုတ်နိုင်ငံစီးမြင့်တွေဟာတရုတ်မြေရှာတပ်ထုပစ္စည်းတွေဒါမှမဟုတ်စက်ပစ္စည်းတွေကိုအသုံးပြုတဲ့နိုင်ငံခြားထုတ်လုပ်သူတွေအပေါ်မှာတက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ဆိုလိုတာကတော့ကမ္ဘာတွင်းကရှားပါတပ်ထုထုတ်လုပ်မှုတွေနဲ့တန်လိုက်ထုတ်လုပ်သူတွေဟာသူတို့ရဲ့ကွန်ပျူတာတွေမှာတပ်ထုမြေရှာတပ်ထုအများပြပါဝင်ခဲ့ရင်ဒါမှမဟုတ်တရုတ်စက်ပစ္စည်းတွေကိုအသုံးပြုနေတရုတ်နိုင်ငံကခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။ဥပဒေလိုက်နာမှုနဲ့ကမ္ဘာလုံးဆိုင်ရာတက်ရောက်မှုတရုတ်နိုင်ငံနေနဲ့နိုင်ငံခြားကုမ္ပဏီတွေပေါ်မှာဒီစီးမြင့်တွေကိုဘလို့အကောင့်ထဲဖော်မလိန်ဆိုတာမရှင်းလင်းသေးပေမဲ့ပို့ကုန်ထိန်းချုပ်ရေးဥပဒေတွေကိုချိုးဖောက်ခဲ့ရင်ဒဏ်ငွေကလည်းထောင်ဒဏ်အထိကိုချမှတ်နိုင်ပါတယ်။တရုတ်ထောက်ပံ့သူတွေစီကနေအဆက်အသွယ်ပြတ်တောက်သွားမဲ့အန်ဒီယန်ကအမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာတရုတ်ရဲ့မြေရှာတပ်ထုထောက်ပံ့ရေးကွင်းဆက်ကနေခွဲထွက်ဖို့အတွက်ကြိုးပမ်းမှုတွေကိုအရှိန်မြင့်တင်ပေးမယ်လို့မျှော်လင့်ရပါတယ်။ဒီကန့်သတ်ချက်တွေဟာမြေရှာတပ်ထုစည်းကွက်မှာတရုတ်ရဲ့လွှမ်းမိုးမှုတွေကိုပုံမခိုင်မာစေဖို့နဲ့အစားထိုးထောက်ပံ့ရေးကွင်းဆက်တွေတည်ဆောက်ဖို့ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုတွေကိုရှုပ်ထွေးစေမဲ့လုပ်ရဖြစ်နေရှုမြင်ကြပါတယ်။အရေးကြီးတဲ့မြေရှာတပ်ထုတွေပို့သူတရုတ်တင်းကျပ်အမေရိကန်နဲ့ကုန်သွယ်ညှိနှိုင်းမှုတွေလုပ်နေချိန်မှာစစ်ဘက်ပစ္စည်းတွေပါဝင် electronic ပစ္စည်းမျိုးစုံထုတ်လုပ်ရမှာအရေးကြီးတဲ့မြေရှာတပ်ထုတင်ပို့မှုတွေကိုတရုတ်အစိုးရကတင်းကျပ်လိုက်ပါတယ်။ဆိုလာပြောင်းကနေစမတ်ဖုန်းတွေကိုပစ္စည်းပေါင်းများစွာမှာပါရင်ကမ္ဘာမြေရှာတပ်ထုတန်ဆင်မှု90%ကိုတရုတ်ပြည်မှာလုပ်ပါတယ်။ဒါကြောင့်တရုတ်ခေါင်းဆောင်ရှီကျင်းဖျင်ရဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဒီလရဲမတွေ့ခင်မှာဒီကန့်သတ်မှုတွေကအရေးကြီးတဲ့ဈေးဆင်းမှုတွေဖြစ်ပါတယ်။မြေရှာတပ်ထုတန်ဆင်တဲ့နည်းပညာကိုပါထိန်းချုပ်ခဲ့ပြီးတော့နိုင်ငံခြားစစ်ဘက်တစ်ပိုင်းရက်ကူးပစ္စည်းထုတ်လုပ်မှုစီမှာမြေရှာပို့တာကိုတရုတ်အစိုးရကကန့်သတ်ချင်ပါတယ်။ဒါအပြင်အစိုးရရဲ့ခွင့်ပြုချက်မပါဘဲနဲ့မြေရှာတပ်ထုလုပ်ငန်းတွေမှာတရုတ်ကုမ္ပဏီတွေပြည်ပလုပ်ငန်းတွေနဲ့ဘူရဲလောက်ကင်တာတွေကိုတရုတ်အစိုးရကတားမြစ်ခဲ့ပါတယ်။မြေရှာတပ်ထုတူတာနဲ့တန့်စင်လောက်ကင်တာတွေကိုထိန်းချုပ်ထားတဲ့တရုတ်အစိုးရကဒီတပ်ထုရဲ့ကမ္ဘာဈေးကွက်မှာကြီးစိုးထားပြီးပဲဖြစ်ပါတယ်။မြေရှာတပ်ထုနည်းနည်းလောက်တင်ပို့ဖို့အတွက်ကိုပဲနိုင်ငံခြားကုမ္ပဏီတွေတရုတ်အစိုးရခွင့်ပြုမှုရဖို့အခုလိုလာပါပြီ။ဗမာသုံးဖို့လိုရဲဆိုတာကိုပါရှင်းပြမှာပါ။ဒါအပြင်ကမ္ဘာနည်းပညာထောက်ပံ့မှုခွင့်ဆက်တွေမှာအလွန်ရေးကြီးတဲ့လီသီယမ်ဘက်ထရီနဲ့ဂရဖိုက်တင်ပို့မှုတွေကိုအလားတူကန့်သတ်ကြောင်းတရုတ်အစိုးရကကြီးညာခဲ့ပါတယ်။ဒီပစ္စည်းတွေမှာတရုတ်ပြည်မှာအကြီးအကျယ်ထုတ်လုပ်ပါတယ်။မြို့သားလုံခြုံရေးကိုကာကွယ်ဖို့ရည်ရွယ်ပြီးတော့ဒီစီးမြင့်တွေကိုထုတ်ပြန်ကြောင်းတရုတ်အစိုးရကပြောပါတယ်။ဒီထိန်းချုပ်မှုတွေနဲ့ရည်ရွယ်ချက်တစ်ခုကတော့မြေရှားတဲ့အတွက်တရုတ်ပုံမှန်မိခွန်နေရတဲ့ American ပါဝင်ပြည်ပကကာကွယ်ရေးပစ္စည်းလုပ်ငန်းတွေကိုထိန်းချုပ်ချင်ပုံရပါတယ်။ American နဲ့ကုန်သွယ်ရေးစစ်အရှိန်တက်နေချိန်မှာဧပြီလကစထိန်းချုပ်ခဲ့တဲ့ပြည်ပပို့ကုန်စင်းမှာမြေရှားတဲ့ဆက်ဆက်ပြီးပစ္စည်းတွေကိုတရုတ်ကထည့်ခဲ့ပြီးတော့အခုချိန်ညာချက်တကြောင်လက်နက်ထုတ်လုပ်မှုတွေနဲ့ချက်ပြားလုပ်ငန်းကကုမ္ပဏီတချို့ကိုတရုတ်ကခွင့်ပြုမိတ်လိုင်စင်ထုတ်ပေးဖို့မဖြစ်နိုင်တော့ဘူးဆိုတာရှင်းပြသွားပါတယ်။မြေရှာတပ်ထုတူးဖော်လုပ်ကင်တာဒါမှမဟုတ်မြေရှာတာကနေတန်လိုက်ထုတ်တာမှအဲ့လိုမျိုးသုံးတဲ့နည်းပညာတွေကိုတော့တရုတ်အစိုးရကခွင့်ပြုချက်နဲ့ပဲပြည်ပပို့ရမယ်ဆိုပြီးတရုတ်ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။နောက်ဘယ်နည်းပညာရဲ့လုပ်ငန်းစဉ်တွေကိုကန့်သတ်တယ်လဲဒီနောက်ဆုံးနည်းပညာကရှင်းလင်းသွားစီပါတယ်။ဒီလိုကန့်သတ်တဲ့ထဲမှာမြေရှာတူးဖော်တာအရေးကြိုတာနဲ့တန်းစင်တာတွေပြင်တန်လိုက်ပစ္စည်းထုတ်လုပ်တာနဲ့တခြားကရတဲ့မြေရှားတွေကိုပြန်သုံးဆွဲတာတွေပါပါတယ်။နောက်ပြီးတော့ထုတ်လုပ်ရေးသုံးပစ္စည်းတွေတက်စင်တာအမှားရှာတာထိမ့်သိမ်းတာနဲ့အဆင့်မြင့်တာတွေလုပ်ရမှလည်းခွင့်ပြုချက်မရပဲပြည်ပမတင်ပို့ဖို့နဲ့ဒီကြံညာချက်မှာပါရှိပါတယ်။ရေးကြီးတဲ့မြေရှားတပ်ထုတူးဖော်လုပ်ငန်းရှိတဲ့တန့်စင်တဲ့စက်တွေမရှိပဲအမေရိကန်လုပ်ငန်းမှာဒီတားမြစ်မှုတွေကအကြီးအကျယ်ရိုက်ခတ်နိုင်ပါတယ်။ဗီဒီယိုလေးကိုစောင်းအောင်ကြည့်ပြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ရက်ဒီမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့သတင်းကြောင်းမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်ရှင်။